အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့တော့ပေါ့เนาะ MS project အသုံးပြုခြင်းနဲ့ပတ်သက်ပြီးတော့တည်တည်ထိုက်တဲ့ lesson လေးတစ်ခုပေါ့เนาะအဲ့ဒါလေးကျွန်တော်ပြန်ပြီးတော့ knowledge sharing လုပ်ပြီးတော့ပြန်ပြောပါမယ်တကယ်တော့ကျွန်တော်ဒီ MS project နဲ့ပတ်သက်ပြီးတော့ဒီ video lesson လေးတွေပေါ့เนาะတော်တော်များများကျွန်တော်ဒီ page ထဲမှာရောဒီ YouTube channel မှာရောကျွန်တော်တင်ထားပါတယ် YouTube channel မှာဆိုရင်ကျွန်တော်တင်ထားတဲ့ဟာလေး playlist သဘောမျိုးကျွန်တော်လုပ်ထားတာဆိုတော့ MS project လေ့လာခြင်းတဲ့လူတွေပေါ့နော်အဲ့ဒါလေးကိုအစဉ်တိုင်းလေးကြည့်သွားတယ်ဆိုရင်ပဲကိုယ့်အတွက်ဘုဒ္ဓတာအများကြီးရနိုင်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာကလည်းသူကMS project ကိုပေါ့နော်အခုမှစသုံးမယ်ဆိုတဲ့လူတွေအတွက်ခိုင်ကြရင်ပေါ့နော် user ချက်အလွဲလေးတွေပေါ့ဒါတွေကကျွန်တော်သင်တန်းသင်တယ်ပေါ့လို့ပြောရင်သင်တန်းမှာအမြဲတမ်းလို့ပေါ့ကျွန်တော်မေးကြတဲ့အားလေးတွေပေါ့နော်အဲ့ထဲကနေပြီးတော့ထုတ်နှုတ်ပြီးတော့ကျွန်တော်ကပြောတာဖြစ်တာပေါ့နော် MS project ကိုခါကြတော့အရင်မရင်းနေသေးဘူး scheduling concept တွေကိုသိမသိသေးတဲ့အချိန်မှာ MS project နဲ့စဆွဲတဲ့အချိန်မှာနည်းနည်းလေးပေါ့ဖြစ်တတ်တဲ့ user အလွဲလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုနမူနာလေးတစ်ခုကျွန်တော်ပြောတာပေါ့နော်ကဲဆိုပါတော့ကျွန်တော်ကဒီနောက်မှာပေါ့နော် MS project နဲ့ဆွဲထားတဲ့ schedule တစ်ခုရှိတယ်ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့က schedule တစ်ခုဆွဲထားတာနော်တကယ်တော့ MS project နဲ့schedule ဆွဲတဲ့အချိန်မှာဒီလုံးမဲ့ activity လေးတွေကိုပေါ့နော်သူ့ခေါင်းစဉ်လေးနဲ့သူကျွန်တော်တို့ကစုထားတာအကောင်းဆုံးပေါ့နော်ဒါလေးတွေက summary task ကိုခေါ်တယ် summary task လေးတွေနဲ့ကျွန်တော်တို့ကဒါစုထားတာကောင်းတာပေါ့နော်ဆိုတော့ for example ဒီမှာဆိုရင်သူက roof work ဆိုတဲ့ဒါ summary task ရှိတာပေါ့နော်ဆိုတော့အဲ့ summary task အောက်မှာသူကဒါလုပ်ငန်း၄ခုလုပ်တယ်ပေါ့နော်ဒါလုပ်ငန်း၄ခုလုပ်တယ်နော်လုပ်တော့ဒီလုပ်ငန်းက9ရက်ကြာတယ်ဒီလုပ်ငန်းက9ရက်ကြာတယ်ဒါက3ရက်ကြာတယ်ဒါက2ရက်ကြာတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကဒါတော့ဒီမှာသွားကြည့်လဲရတယ်သူ့ရဲ့ sequencing ကဒီလိုမျိုးလေးသူကချိန်ထားတာပေါ့နော်ဆိုတော့ project နဲ့တိတ်ပြီးတစ်ခုပြီးမှတစ်ခုလုပ်တယ်ဆိုပြီးချိန်ထားတာဆိုတော့အဲ့လိုအနေထားမျိုးလို့ပြောရင်သူကဒါက9ရက်ဒါက9ရက်ဆိုတော့14ရက်ပေါ့နော်ဒါနဲ့ပေါင်းရင်သူက3ရက်ဆိုတော့18ရက်ဒီဟာနဲ့တက်ပေါင်းရင်ကျတော့စုစုပေါင်းသူက19ရက်ဖြစ်မှာပေါ့နော်ဆိုတော့သူကဒါမျိုးသွားပြန်ကြည့်ရင်ဒီ summary task မှာလည်းဘယ်လောက်မြင်နေရလဲလို့ပြောရင်19ရက်လို့မြင်နေရတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးကြတော့သူကကြိုက်တယ်ပေါ့နော် duration တွေအားလုံးပေါင်းလိုက်19ရက်ပြန်ရတယ်နော်အဲ့ဒါခါလေးကြတော့ဘာဖြစ်လဲလို့ပြောရင်ဒီအောက်မှာရှိရဲ့ activity တွေရဲ့ task တွေရဲ့ပေါ့နော်စုစုပေါင်းပေါင်းလိုက်မယ် duration က19ရက်လို့ပြောပြီးမယ်ဒီပေါ်မှာသူက19ရက်မဖြစ်ဘူးဆိုတာမျိုးလဲသူကရှိတယ်ဆိုတော့အဲ့ဒါမျိုးကဘေးချိန်မှာဖြစ်လဲလို့ပြောရင်ပေါ့နော်အခုကဒီ activity တွေကတစ်ခုပြီးမှတစ်ခုလုပ်တယ်ဆိုပြီးကျွန်တော်တို့ကဒါကို finish to start နဲ့ချိန်ထားတာပေါ့နော်သဘောတရားဒီလိုမျိုးကျွန်တော်တို့ကချိန်ထားတယ်ချိန်ထားလို့ဒါပေါင်းလိုက်ရင်ဒါ19ရက်ဆိုပြီးသွားပြီးတော့ဖြစ်တာပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့သဘောတရားတစ်ခုခုပေါ့နော်ဆိုတော့ဥပမာဒီဟာကိုပဲဖြစ်ဖြစ်ကျွန်တော်ကstart to start နဲ့လုပ်မယ်ဆိုပြီးကျွန်တော်ကပြောင်းလိုက်တယ်လို့ပြောရင်သဘောတရားကဒီယာတွေရဲ့ duration ကိုပေါင်းတာတော့19ရက်ပဲဒါပေမဲ့ဒီလုပ်ငန်းတစ်ခုက parallel လုပ်တာဖြစ်တဲ့အခါကျတော့ total duration ကဘယ်လောက်သွားဖြစ်လဲလို့ပြောရင်12ရက်ဆိုပြီးသွားဖြစ်တာပေါ့နော်အဲ့တော့ပြောချင်တာတချို့က Microsoft project ကိုအခုမှစသုံးတဲ့အခါကျတော့ဘယ်လိုဖြစ်ကြလဲလို့ပြောရင်ပေါ့နော်ဒီအောက်မှာရှိရဲ့ duration တွေပေါင်းရင်အပေါ်ကဟာရရမယ်ပေါ့သူတို့ကဒီလိုမျိုးတွေးကြတာတော်တော်ကျင်တာနော်အဲ့လိုမျိုးဆိုတာကိုရဲ့ဒီလောက်ထားတဲ့ sequencing ပေါ်မှာမူတည်တယ် sequencing ပေါ်မှာမူတည်ရဲ့တစ်ခုပြီးမှတစ်ခုလုပ်မယ်လို့ပြောရင်တော့မှန်တယ်တော်တော်ကျင်တာအားလုံးပေါင်းဒီဘောကပြန်ရတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က sequencing ကို overlap လုပ်တယ်လို့ဘာလို့ဖြစ်သွားရင်တော့အဲ့လိုမျိုးပြန်ရမလို့တသမတ်တမ်းမှတ်ထားလို့မရအောင်ဒီတစ်ခုကနားလည်ဖို့လုပ်တယ်နော်အဲ့တခုကပြောလဲစားနေပေါ့နော်ထပ်ပြီးတော့ပြောရရင်တခါတည်းမှာကျတော့သူကဘာသွားဖြစ်သေးတယ်လို့ပြောရင်ပေါ့နော်သူကတော့ကျွန်တော်တို့ကဒီမှာ7 days ဆိုပြီးတော့ဒါရေးထားတယ်ဒါဒီလုပ်ငန်းလုပ်တဲ့ဘာလဲလို့ပြောရင်ကြာချိန်ပေါ့ကြာချိန်က9ရက်ဆိုပြီးရေးထားတာပေါ့နော်ဆိုတော့ဒါကိုဘာလို့နားလည်ရမလဲလို့ပြောရင် Microsoft project မှာဒီ7 days ဆိုတာကသူက working duration ပေါ့နော်အလုပ်လုပ်တဲ့ကြာချိန်တော့နားလည်ရဆိုတော့တကယ်တော့သူကဒီလုပ်ငန်းစာ21ရက်ပေါ့နော်21ရက်ကနေပြီးတော့လက်ချိုးပြီးတော့ရည်ကြည့်ရင်ပေါ့နော်လက်ချိုးပြီးရည်ကြည့်ရင်တကယ်သူက29ရက်နေ့ဆိုရင်သူက9ရက်ပြည့်သွားတယ်20ရည်ကြည့်ပေါ့နော်လက်ချိုးရည်ကြည့်ရင်20ပြည့်သွားတယ်ဒီမှာသူက28ရောက်သွားတာ28ရောက်သွားတယ်ဆိုတာသူကဂျားထဲမှာဘာဖြစ်လို့လဲလို့ပြောရင်တိတ်ရရှိလို့ပေါ့တော်လို့ကျန်တာတကယ်တမ်းကျွန်တော်တို့ကကောက်လို့မယ်လို့ပြောရင်ဒါကကျွန်တော်တို့က8ရက်ဖြစ်ရဒီမှာ8 days ဆိုရင်လာပေါ်အောင်ဒါပေမဲ့မှတ်ထားပါ Microsoft project မှာဒီမှာ8 days ဆိုတော့မပေါ်ဘူးသူကဒီမှာရှိတဲ့ဟာပါလဲလို့ပြောရင် working day ကိုပဲပြောတယ်အဲ့တော့ဒီမှာပြောတဲ့အတိုင်းကျွန်တော်တို့က8 days ဆိုပြီးဖြစ်ချင်တယ်ဆိုရင်တော့ဘာလုပ်ရမလဲလို့ပြောရင်တစ်ပတ်ကို9ရက်စလုံးလုပ်မှရမှာပေါ့နော်တစ်ပတ်ကို9ရက်စလုံးလုပ်မှရအဲ့တော့အဲ့လိုမျိုးဆိုရင်ကိုကဒီ project menu တွေကပေါ့နော်ဒီ chain working time မှာတစ်ပတ်ကိုကျွန်တော်တို့က9ရက်လုံးလုပ်တဲ့လက်ကလေးကိုထည့်ထားမှသာလျှင်သူကဘာဖြစ်မလဲလို့ပြောရင်ဒီမှာရှိတဲ့
duration ပြောတဲ့ရက်အတိုင်းဒီက date တွေကလိုက်ပြီးတော့ကျွန်တော်တို့ကဖြစ်နေမှာပေါ့နော်ဆိုတော့အဲ့ဒါလေးကလည်းခါကြရင်လာမေးကြတာလေးရှိနော်ဆိုတော့ဒါတွေကMicrosoft project နဲ့ပတ်သက်ပြီးတော့ထဲထဲဝင်ပေါ့နော်ကိုကလေ့လာတဲ့ခါကြရင်တော့ဒါကိုသိသွားတာပေါ့နော်ဒါပေမဲ့စလေ့လာတဲ့လူတွေကြတော့ဒီဟာလေးတွေမှာပဲနည်းနည်းတစ်မျိုးယူဆချက်လေးတွေလွဲနေရလေးတွေတက်တာလေးတွေရှိဒါလေးကိုကျွန်တော်ကဒါ beginner တွေအတွက်ပေါ့နော် beginner တွေအတွက် knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ